ပြန်တော်မူခင်ဆုံးမသွားသေးတယ်နော်အေးပြန်တော်မူခဲ့ရင်ပါလေလောင်တိုက်တွေပြတ်သက်တွေဘုန်းကြီးပြန်ပွဲတွေလှုပ်လားမလှုပ်ဘူးလားအေးအဲ့ဒီလိုမျိုးဒကာတော်မတွေရဲ့ပတ်စံတွေဓနတွေကိုမိမရှိုးကြပါနဲ့တဲ့မှာခဲ့တယ်နော်ဘာမလုပ်ကြပါနဲ့ကြီးကြီးကျယ်ကျယ်သေမှငါတို့ဘုန်းကြီးပြန်လွန်တော်မူပွဲဆိုပြီးတော့မလုပ်ဘူးလားလှုပ်လားအေးမန်တက်တွေလောင်တိုက်တွေအကြီးကျယ်နဲ့သိန်း900တို့တချို့ကုန်တာတွေချားဘူးတယ်ဟုတ်လားအလကားပတ်စံကုန်တယ်မလုပ်ရဘူးအဲ့ဒါဒီဒကာမိုက်တို့ကြားလားဘာမှမဟုတ်တာဒီခန္ဓာအိမ်သေမှတော့ဘာမှမထူးဘူးအာတုဘပဲရှိတော့တယ်ဟုတ်တယ်မလားမသေးခင်သာဒီခန္ဓာတွေကအနှစ်တွေဦးဇင်းတို့ထုတ်ရမလားမထုတ်ရဘူးလားသေမှကြီးကြီးကျယ်ကျယ်လက်ကြီးဂုံတွေမဖော်နဲ့တော့အလကားပဲကိုတီထောင်တဲ့ကိုရဲ့ကံရမှာတီခဲ့ပြီးကိုလုပ်ခဲ့တဲ့ကုသိုလ်တွေအကုသိုလ်တွေဟုတ်တယ်မလားအေးသေပြီးမှလိုက်ပြီးတော့ပြောမနေတယ်ဘာမှမထူးမသေးခင်ကြိုးစားပါမသေးခင်လေးမှာအကောင်းဆုံးဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာရမယ်ဟုတ်တယ်မလားဒါကြောင့်ဆရာတော်ကြီးကမှာခဲ့တယ်သူ့ကိုတကယ်တန်ဖိုးထားရင်သူ့ရဲ့အဆုံးအမကိုလိုက်နာပါတေမတောင်တိုက်တွေပြတ်သက်တွေကိုဓနတွေကိုမီးရှို့တဲ့အလုပ်မလုပ်ပါနဲ့မကောင်းလားကောင်းလားတေတဲ့ဒီပြောသားလားနော်ဆုံးမသွားတဲ့ဆုံးမတွေတိတ်ကောင်းတဲ့တကယ်ကြီးမကြီးတို့ရဲ့အချိန်မရှိလို့ဦးစင်မပြောနိုင်ဘူးကြားလား